တခါတလေကိုယ်စိတ်ထဲမှာရုတ်တရက်ထွက်လာတဲ့စိတ်ခံစားချက်တွေကိုမထိန်ချုပ်နိုင်တာဖြစ်ဘူးလားစိတ်တူဒေါသထွက်လို့ကိုယ်စိတ်ထင်တဲ့အတိုင်းကိုယ်စိတ်တူတဲ့အတိုင်းကိုထင်ရဆိုင်ပြီးသွားပြီကိုလှုပ်ပြီးသွားပြီပြီးမှအိမ်ပြန်ရောက်တဲ့ချိန်ကိုပြန်စင်းစားတဲ့ချိန်ငါဘာလို့ဒီမဟုတ်တာလေးအဲ့လောက်ထိဒေါသထွက်မိသွားလဲကိုရဲ့စိတ်ခံစားချက်အတိုင်းကိုလောတကြီးမစင်းစားမချင့်ချိန်ပဲနဲ့ဆုံးဖြတ်လိုက်တယ်ပြီးမှဒီလောက်ရတဲ့အတွက်နောင်တရဘူးကလူတိုင်းမှာရှိကြတယ်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ငါတို့စီမှာ emotional intelligent EQ မရှိလို့ဖြစ်ပါတယ်ကိုပြောတဲ့စကားတွေကိုလှုပ်လိုက်တဲ့လှုပ်ရက်တွေကပြန်စင်းစားလိုက်ရင် professional မကြဘူးစိတ်ရှိတဲ့အတိုင်းလွတ်ခနဲ့လှုပ်လိုက်တယ်စိတ်ကထင်လာတဲ့အတိုင်းလွတ်ခနဲ့ပြောလိုက်တယ်ဘာမှမဟုတ်တဲ့ပြဿနာလေးကိုယ့်ရဲ့ energy တွေတုံးပြီးသွားရင် emotional intelligence ကသူကပြောရရင်တော့စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်နဲပါတာဖြစ်ပါတယ်လူတိုင်းသိကြတဲ့အတိုင်းပဲ IQ နဲ့ EQ ဆိုပြီးမှရှိတယ် IQ ကကြတော့မွေးကလေးရပါလာတယ်မွေးရပါမညံပေါ့EQ ကကြတော့ကိုစိတ်ပိုင်းဆိုင်ရာမညံလေးကျင့်ယူရတဲ့မညံဖြစ်ပါတယ်။ Hello ပန်းဖြူကြည့် channel မှာကြိုဆိုပါရစေ။ထက်မြက်တဲ့အမျိုးသမီးတိုင်းကို high value ဖြစ်တဲ့အမျိုးသမီးတိုင်းတည်တဲ့ emotional intelligence စိတ်ပိုင်းဆိုင်ရာရင်းချက်ခြင်းစိတ်ပိုင်းဆိုင်ရာဉာဏ်ရည်မြင့်များခြင်းအကြောင်းကိုပြောပြချင်ပါတယ်။ EQ ကဘာလို့အရေးကြီးလဲဆိုတော့ငါတို့နေ့စဉ်လုပ်နေတဲ့ဆုံးဖြတ်ချက်တိုင်းကိုငါတို့ကစိတ်ခံစားချက်ကိုမူတည်ပြီးမှနေ့တိုင်းဆုံးဖြတ်ချက်လုပ်ကြတာဖြစ်ပါတယ်။စိတ်ခံစားချက်ကိုအလိုလိုက်ပြီးမှဆုံးဖြတ်ချက်ချမယ်ဆိုရင်အမားတွေများလာတတ်ပါတယ်။ဥပမာစိတ်တူနေတဲ့ချိန်ဒေါသထွက်တဲ့ချိန်ဆုံးဖြတ်ချက်ချရင်ဆိုအမားများတတ်ပါတယ်ပြီးတော့ကိုစိတ်အရန်လုံးနေတဲ့ချိန်ကိုအရန်စိတ်လှုပ်ရှားနေတဲ့ချိန်ကိုရဲ့စိတ်ကိုတေချာမထိန်ချုံနိုင်မနဲ့ကိုစိတ်ကိုအလိုလိုက်ပြီးမှဆုံးဖြတ်ချက်တွေလှုပ်ရက်တွေလှုပ်မိသွားမယ်ဆိုရင်ကိုအတွက်အရန်ကောင်းတဲ့ရလဒ်တွေမရနိုင်ပါဘူးထက်မြက်တဲ့အမျိုးသမီးတွေ high value ဖြစ်တဲ့အမျိုးသမီးတွေကကိုယ့်ရဲ့ emotion ကကိုယ့်ကိုထိန်ချုပ်နေတာကိုဖြစ်ချင်မှာမဟုတ်ဘူးကိုကပဲကိုယ့်ရဲ့ခံစားချက်တွေကိုကောင်းကောင်းကင်တွယ်နိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ဒီဗီဒီယိုထဲမှာကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ emotion တွေကိုဘယ်လိုမျိုးကင်တွယ်ရမလဲဘယ်လိုမျိုးကင်တွယ်သင့်လဲဆိုတာကိုဆွေးနွေးသွားပြီးမှဖြစ်ပါတယ်အမျိုးသမီးတစ်ယောက်အနေနဲ့လူသားတစ်ယောက်အနေနဲ့လူမြင်ကွင်းကြီးမှာလူတကာရှိမှကိုယ့်ရဲ့ခံစားချက်ကိုမထိန်ချုပ်နိုင်ပဲနဲ့ကိုစိတ်တူလိုက်စိတ်တူတဲ့မျိုးဝုန်းတိုင်းကျဲတာမျိုးဖြစ်ချင်မှာမဟုတ်ပါဘူးသူများတွေကိုဂရုမစိုက်တော့မဲနဲ့ငါစိတ်ထင်လာတဲ့ငါစိတ်တူနေငါတမြောက်ရန်ရှာလိုက်မယ်ငါစိတ်မကောင်းဖြစ်နေငါဒီမှာပဲငိုချလိုက်မယ်ငါစိတ်မကောင်းဖြစ်နေရင်ငါဒီလူမြင်ကွင်းရှိမှပဲသူမြောက်ကြီးကြပြလိုက်မယ်ဆိုတဲ့အမျိုးသမီးဖြစ်ချင်မှာမဟုတ်ပါဘူးအီစုနဲ့ပတ်သက်တဲ့သဘောတရားကိုပထမဆုံးစာအုပ်ရေးသားထုတ်ဝေခဲ့တဲ့စိတ်ပညာရှင်စာရေးဆရာကြီးကသူပြောတာကအီစုဆိုတာကကိုယ့်ရဲ့ခံစားချက်ကိုသိရှိနားလည်ခြင်းထိချုံနိုင်ခြင်းနဲ့သူများတွေရဲ့ခံစားချက်ကိုသိမြင်ပြီးဘလို့တုတ်ပြန်ရမလဲဆိုတာသိတဲ့သူဖြစ်ပါတယ်။ဤကျူကကိုယ့်ရဲ့ခံစားချက်ကိုသိနားလည်ပြီးမှဘလို့အကောင်းဆုံးတုတ်ပြန်ရမလဲဆိုတာသိတဲ့သူဖြစ်ပါတယ်။ဥပမာကိုဗစ်ဆိုင်တစ်ဆိုင်သွားတယ်။အစတုန်းကကိုဗစ်ဆိုင်သွားမယ်တပုံရိုက်မယ်တပုံလက်လာလေးရိုက်မယ်ကော်ဖီကကောင်းလေးတွေတောက်မယ်ကိုယ့်ရဲ့စိတ်ကကြည်လင်လန်းဆန်းနေတယ်ဒါပေမဲ့အမှလည်းရောက်သွားရောကော်ဖီဆိုင်ကဝေတာဝန်ထမ်းလေးကမျက်နှာဆူပုတ်နေရသူ့ကိုကြည့်ရတော့ကိုစားဖိတ်ကကောင်းဝင်ဆောင်မှုကကောင်းပေးချင်တဲ့ပုံမပေါ်အဲ့နဲ့သူ့ကိုကြည့်လိုက်ရင်ကိုယ့်ရဲ့ကြည်လင်နေတဲ့စိတ်ကတခါတည်းပြတ်သွားပြီအစတုန်းကတော့တနေ့ကုန်ကောင်းနေကိုယ့်ရဲ့ fight ကကောင်းနေဒါပေမဲ့ကိုဒီလိုမကောင်းတဲ့သူနဲ့တွေ့ရချိန်မှာမကောင်းတဲ့သူလို့တော့မဟုတ်ဒါပေမဲ့ကိုအဲ့လိုမျိုးအဆင်မပြေတာတခုခုရုပ်တရက်ကြုံလာတဲ့ချိန်မှာကိုယ့်ရဲ့စိတ်ကတခါတည်းစိတ်ပြတ်သွားတယ်ကိုယ့်ရဲ့စိတ်ကိုဘယ်လိုစိတ်ကြည်လင်အောင်ထားရမလဲမသိတော့ဒီဖြစ်လာတဲ့ခံစားချက်ဒီစိတ်ပြတ်တယ်ဆိုတဲ့ဖြစ်လာတဲ့ခံစားချက်ကိုဘယ်လိုကင်တွယ်ရမလဲဘယ်လိုစိတ်ကိုတနေ့တာလုံးထပ်ဆက်ပြီးမှပျော်ရွှင်အောင်ထားရမလဲဆက်ထားရမလဲဆိုတော့မသိတော့ကိုအဲ့ဒီတညနေတော့အဲ့ဒီလူနဲ့တွေ့ပြီးနောက်ပိုင်းကိုယ်စိတ်ကလည်းမကြည်လင်တော့ဒါပေမဲ့ emotional intelligence ရှိတဲ့သူတယောက်အနေနဲ့ကကြတော့ကိုကဖြည့်တွေ့ပေးနိုင်တယ်အဲ့ဒီတားများနေသူဝင်ဆောင်မှုပေးတာများနေသူပင်ပန်းလို့သူစိတ်ညစ်နေရလဲဖြစ်မယ်သူပင်ပန်းလို့သူမပြုံးနိုင်တော့လည်းဖြစ်မယ်အဲ့လိုမျိုးဖြည့်တွေ့ပေးနိုင်ခြင်းကသူငါ့ကိုစောင့်မြင်ကန့်နေရပဲငါသူ့ကိုစောင့်မြင်ကန့်လိုက်မယ်ငါသူ့ကိုမျက်မုံကျူးကျူးနဲ့ကြည့်လိုက်မယ်ဆိုမှဖြစ်တော့ကိုယ့်ရဲ့ vibe ကိုလည်းမထိခိုက်တော့ကိုလည်းတညနေလုံးအေးချမ်းချမ်းနဲ့အမှပဲနေသွားလို့ရတယ်။အကျူမရှိတဲ့သူကသူကကြတော့ပြောရရင်သူခံစားချက်ကို तू မသိဘူး तू ဘယ်လိုကင်တွယ်ရမလဲဆိုတော့ तू မသိဘူးအထူးသဖြင့်ဒေါသထွက်တယ်ဆိုတဲ့ခံစားချက်ရတဲ့အချိန်ကျရင် तू အဲ့ဒီဒေါသကိုဘယ်လိုကင်တွယ်ရမလဲမသိတော့သူတို့အဲ့ဒီဒေါသဆိုတဲ့ emotion ကခံစားချက်ကရုပ်တရက်ဖြစ်လာတဲ့အခါသူတို့အဲ့ဒီဒေါသကိုဘယ်လိုမျိုးထိန်ချုပ်ကင်တွယ်ရမလဲသူတို့မသိတော့သူတို့ခေါင်းထဲမှာတွေးပူနေရသည်ငါစိတ်မှာဒီဒေါသအရင်ထွက်လာတယ်ငါဒီဥစ္စာကိုဖြည့်ရှင်းမရမယ်ဒါပေမဲ့ तू ဘယ်လိုဖြည့်ရှင်းရမလဲ तू မသိဘူးသူတို့လုံနေကြအတိုင်းသူတို့မអော်လိုက်ရင်သူတို့မပောက်ကွဲလိုက်ရင်သူတို့စီမှာစိတ်ဖိစီးမှုများလာတယ်ပဲအဲ့လိုမျိုးဒေါသကြီးတဲ့သူခံစားချက်ကိုမထိန်ချုပ်တဲ့သူဆိုရင်ဘာမှစိတ်အမငယ်ပါနဲ့ emotional intelligence ကမွေးရပါလာတဲ့အရာဖြစ်တာမဟုတ်ပါဘူးငါတို့ငယ်ငယ်တုန်းကလိုမျိုးကလေးဆိုရင်ဗိုက်စာလဲငိုတယ်အိမ်ငိုင်လဲငိုတယ်ဆော့ချင်လဲငိုတယ်လူချင်တာမရလဲငိုတယ်အဲ့ဒါကသူတို့ရဲ့ခံစားချက်ကိုမပြောပြတတ်တယ်လို့သူ
သူတို့ကငိုတဲ့အရာကိုပဲအသုံးပြုပြီးမှသူတို့အမေကိုဆက်သွယ်ပြတာသူတို့ဘာလို့ချင်လဲဆိုတာပြောပြတာပေါ့နော်ဆိုတော့ငယ်ကလေးက emotional intelligence ကပါလာတာမဟုတ်ဘူး emotional intelligence ကအသက်အရွယ်ဘယ်နှစ်ဖြစ်ဖြစ်တင်ယူလို့ရတဲ့အရာဖြစ်ပါတယ်မဲရိုဘင်သူပြောတာကသူအသက်54နှစ်ထိ emotional intelligence ကဘာလဲဆိုတာမသိဘူးအကယ်၍အသက်ကြီးတဲ့ထိ emotional intelligence ကဘာဆိုတာမသိရင်အသက်ဘလောက်ပဲကြီးနေပါစေနင်းရဲ့စိတ်ကတော့8နှစ်အရွယ်ကလေးပဲဖြစ်နေဦးမှာပဲတဲ့သူပြောဆိုတော့ emotional intelligence ကအရေးကြီးပါတယ်ကိုယ့်ရဲ့ခံစားချက်တွေကိုဘယ်လိုသိရှိနားလည်ရမလဲဆိုအရေးကြီးပါတယ် emotional intelligence ကောင်းဖို့လေ့ကျင့်လို့ရတဲ့အရာပထမဆုံးတစ်ခုကတော့ကိုယ့်ကို self awareness ရှိရပါမယ် self awareness ဆိုတာကိုသိရှိခြင်းကိုယ့်ရဲ့ခံစားချက်ကဘာဖြစ်နေလဲဆိုတာသိရှိခြင်းလို့ဘာသာပြန်လို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကဘာဖြစ်နေလဲဆိုအရင်ဆုံး self awareness ရှိရပါမယ်ခံစားချက်လို့ပြောလိုက်ရင်ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းကြေကွဲခြင်းကြောက်ရွံ့ခြင်းချစ်ခြင်းမုန်းခြင်းဆိုရင်မှခံစားချက်တွေရှိတယ်ဒါပေမဲ့ထပ်ပြီးမှခွဲထွက်လို့ရတဲ့ခံစားချက်တွေအများကြီးရှိတယ်အားကြခြင်းစိတ်လှုပ်ရှားခြင်းမနာလိုခြင်းတဝင်းတိုးခြင်းဆိုပြီးမှခံစားချက်တွေအများကြီးခွဲထွက်လို့ရသေးတယ်ဆိုခံစားချက်တစ်ခုဖြစ်လာပြီဆိုရင်ကိုခံစားနေရတာလေးကိုခဏလေးရက်ပြီးမခံစားနဲ့လို့ပြောတာမဟုတ်ခဏလေးရက်ပြီးမှကိုယ့်ရဲ့ခံစားချက်ကဘာဖြစ်နေရလဲဆိုအရင်ဆုံးစစ်ဆေးကြည့်ရပါမယ်ကိုယ့်ရဲ့ခံစားချက်ကပျော်ရွှင်နေရလားဝမ်းနည်းနေရလားဝမ်းနည်းနေရဆိုလဲဘာဖြစ်လို့ဝမ်းနည်းနေရလဲဘယ်ချိန်ကလေးဝမ်းနည်းနေရလဲဘယ်ရာကငါ့ကိုဝမ်းနည်းစရာလဲဆိုအရင်ဆုံးစစ်ဆေးရပါမယ်ကိုယ့်ရဲ့ခံစားချက်ကဘာဖြစ်နေလဲဆိုတာကိုတိမှပြတ်တတာကိုအဖြေရှာလို့ရမှာပါအကျုံမရှိတဲ့သူတွေကကိုယ့်ရဲ့ခံစားချက်ကဝမ်းနည်းနေရလားစိတ်တူနေရလားဒေါသထွက်နေရလားဆိုတာကိုသူမခွဲခြားနိုင်ပါဘူးဥပမာပြောရရင်ကောင်လေးရဲ့ anniversary နေ့ကိုမိသွားတယ်အဲ့ဒါကိုကောင်မလေးကစိတ်ဆိုးနေဒေါသထွက်နေကောင်လေးဖက်ကနေကောင်မလေးရဲ့အပြုတ်အမူတွေကိုကြည့်လိုက်ရင်ကောင်မလေးရဲ့စိတ်တူနေဒေါသထွက်နေဒါပေမဲ့ခဏလေးရက်ပြီးမှအဲ့ဒီအခြေအနေကိုပြန်စဉ်းစားကြည့်ရင်ခံစားချက်ကိုပြန်စစ်ဆေးကြည့်ရင်ကောင်လေးက anniversary နေ့ကိုမေ့လို့သူ့ရဲ့စိတ်ထဲမှာဝမ်းနည်းနေရပါဒေါသထွက်နေရစိတ်တူနေမဟုတ်ပါဘူးသူ့ရဲ့စိတ်ထဲမှာကောင်လေးကသူ့ကိုမချစ်တော့ဘူးသူ့ဂီးမဆိုင်တော့ဘူးထင်ပြီးမှသူဝမ်းနည်းနေရပါဆိုတော့ကိုယ့်ရဲ့ခံစားချက်ကဘာဖြစ်နေလဲဆိုတာကိုအရင်ဆုံးအတိအကျသိရပါမယ်ကိုဝမ်းနည်းနေတယ်ကိုစိတ်မကောင်းဖြစ်နေဆိုသူ့ကိုစိတ်မကောင်းကြောင်းစိတ်မကောင်းဖြစ်ကြောင်းဝမ်းနည်းကြောင်းပြောပြလိုက်တယ်အဲ့လိုမျိုးဆိုရင်ရံပွဲတွေဖြစ်စရာမရှိတော့စိတ်ဆိုးစရာမရှိတော့ဘူးစိတ်တို့စိတ်ထိခိုက်စေမဲ့စကလုံးတွေဆဲဆိုမဲ့စကလုံးတွေပါတော့မှာမဟုတ်ဘူးကိုယ့်ရဲ့ခံစားချက်ကိုခဏရက်မယ်ခဏပြန်စစ်ဆေးမယ်ပြီးရင်ဘလို့ပူဆိုးမဲ့အခြေအနေမဖြစ်အောင်ဘလို့တုတ်ပြန်ရမလဲဘလို့ပြောပြရမလဲဆိုတော့ကိုအရင်ဆုံးပြန်စဉ်းစားပါမယ်ကိုယ့်ရဲ့ခံစားချက်ကိုအရင်ဆုံးရှေ့တမ်းမတင်မဲနဲ့ကိုလူချင်းတဲ့ရလက်တစ်ခုရလာအောင်ဘလို့လုပ်ရမလဲဆိုတော့ကိုအရင်ဆုံးပြောပြရပါမယ်ဝမ်းနေကြောင်ပြတာစိတ်ထိကြိုက်သွားကြောင်ပြတာကအားနေချက်ကိုပြတာမဟုတ်ပါဘူးနေ့စီမှာနင့်ကိုဝမ်းနေအောင်လှုပ်လို့ရတဲ့ခလုတ်တစ်ခုရှိအဲ့ခလုတ်ကိုပြတာပါအဲ့ဒီခလုတ်ကိုသူများကမပေးမချင်းသူများကနင့်ကိုစိတ်ညစ်အောင်ဝမ်းနေအောင်လှုပ်လို့မရပါဘူးအခါတလေကိုယ်စိတ်ထဲမှာဖြစ်လာတဲ့ဝမ်းနေခြင်းကိုယ့်ရဲ့စိတ်ထဲမှာဖြစ်လာတဲ့ငါတယောက်ပဲလောကကြီးမှာမကောင်းတဲ့ခံစားနေရတဲ့ငါတယောက်တည်းသူများတွေငါ့မကောင်းလုပ်နေကြအဲ့ဒါကကိုတယောက်တည်းကိုယ်စိတ်ထဲမှာတွေးလို့ဖြစ်တာပါဘယ်သူမှကကိုယ့်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကိုစိတ်ထိခိုက်အောင်ကိုဝမ်းနေအောင်လုပ်လို့မရပါဘူးကိုကကိုယ်စိတ်ထဲမှာသူများကိုခွင့်ပြုပြီးနှမတာငါကတားကောင်ပဲဖြစ်နေကိုရဲ့စိတ်ထဲမှာသူများကိုလူဆိုးအဖြစ်နဲ့ပုံဖော်လိုက်မှတာကိုစိတ်ထိခိုက်အောင်လာလုပ်လို့ရတာပါဆိုတော့အကျူမြင့်အောင်ကိုအရင်ဆုံးစစ်ဆေးရပါမယ်ကိုအရင်ဆုံး self awareness ရှိရပါမယ်ကိုရဲ့ခံစားချက်ကိုကအနည်းဆုံးတော့ကိုစိတ်ဆိုးနေရလားကိုဝမ်းနည်းနေရလားဆိုတော့ခွဲခြားသိရပါမယ်ကလေးတယောက်လိုမျိုးစိတ်ဆိုးနေရလားဒေါသထွက်နေရလားအိမ်ငိုက်နေရလားပိုက်ဆာနေရလားအဲ့လိုမျိုးမသိပါဘူးမဖြစ်ရပါဘူးမိန်းကလေးတွေကတခုခုဖြစ်ပြီဆိုရင်တူတူပိုးပွင့်လေးမပြောဘူးတစ်ဖက်သူခံမှန်းခိုင်းတယ်အဲ့ဒါကလူရင်းကိုမရောက်နိုင်ပါဘူးကိုဖြစ်ချင်တဲ့ရလဒ်တစ်ခုကိုအတိအကျသိရပါမယ်ကိုလုံးရဲ့ကြောက်ကိုစိတ်မကောင်းဖြစ်သွားတယ်ဆိုရင်ကိုယ့်ရဲ့ခံစားချက်ကိုဘယ်လိုဖော်ပြမလဲဆိုတာကိုသိရပါမယ်ကိုလူချင်တဲ့ရလဒ်တစ်ခုဖြစ်အောင်ကိုဘယ်လိုမျိုးဖော်ပြနိုင်လဲဆိုတော့ကိုအရင်ဆုံးစဉ်းစားချင့်ချိန်ဖို့လိုပါတယ်ကိုရဲ့ emotion ကကိုထိန်းချုပ်ထားတာမဖြစ်ရပါဘူးအီကျူမှာသဘောကျဆုံးအချက်ကကြတော့သူကအီကျူရှိတဲ့သူတွေကသူတို့လူချင်းတဲ့ရလက်တစ်ခုဖြစ်အောင်ဘယ်လိုမျိုးပြောရမလဲဆိုတော့သူတို့သိပါတယ်ဥပမာသူတို့စိတ်တူနေအောင်မှသူတို့စိတ်တူတာသူတို့သိရဲဒါပေမဲ့သူတို့ဒေါသကိုပောက်ကွဲလိုက်လို့ဒီရလက်ကကောင်းလာမှာလားသူတို့လူချင်းတဲ့ရလက်ကိုဖြစ်မှာလားသူတို့ပောက်ကွဲခြင်းတဲ့အတိုင်းသူတို့ဒေါသထွက်တဲ့အတိုင်းပောက်ကွဲလိုက်ရင်သူတို့ရဲ့ခံစားချက်ကိုဖြေဖြောက်ရတော့ရောက်တယ်ဒါမဲ့ဒီအခြေအနေကပိုကောင်းအောင်မလုပ်ပေးဘူးသူတို့လူချင်းတဲ့ရလက်
မဟုတ်ဘူးဆိုရင်သူတို့အဲ့ဒီနီလန်းကိုအဲ့ဒီတုတ်ပြန်မဲ့နီလန်းကိုမရွေးဘူးသူတို့ကသူများကိုကြည့်ပြီးမှသူများရဲ့အခြေအနေကိုအကဲခတ်မိတယ်ပြီးရင်သူတို့လိုချင်တဲ့ရလဒ်တစ်ခုရအောင်သူတို့စိတ်ကိုဘလို့မျိုးဖော်ပြရမလဲပြီးရင်သူများလက်ခံလာအောင်သူတို့လိုချင်တဲ့ရလဒ်တစ်ခုရလာအောင်လည်းဘလို့ပြောရမလဲဆိုတော့သူတို့သိရဲ့အဲ့အချက်ကိုအရင်သဘောကျဆုံးပဲအချူမရှိတဲ့သူကသူတို့စိတ်တူလိုက်သူတို့တူလိုက်တယ်သူတို့လိုချင်တဲ့ရလက်တစ်ခုရအောင်ဒီအခြေအနေကိုဘယ်လိုပြောင်းမလဲဆိုတော့သူတို့မသိဘူးသူတို့မကင်တွေ့တဲ့အီချူမရှိတဲ့သူအရေးကဲနားမလဲသူပြောတဲ့နာသူမသိဘူးသူစိတ်တဲ့သူရှိရပြောတယ်စီရောက်တဲ့သူတွေဆိုပို့ဆိုးတယ်ဒီလူကဖေပြက်စီကိုပို့တဘောကြနေလဲဒီလူကဖေပြက်စီကိုပို့တဘောမကြောက်လဲကိုနားမလဲတော့အရေးကဲမသိတော့အရန်တဘောမကြတဲ့ပြက်စီအတင်းထိုးပြီးမှရောင်းနေအတင်းဈေးလျှော့ပြီးမှရောင်းနေအီချူကကိုအတုံးချရင်အတုံးချတယ်လို့မျိုးအရန်အတုံးဝင်တဲ့စွမ်းရည်တစ်မျိုးဖြစ်တယ်။စာရေးဆရာဖော်ပြထားတဲ့အရာဆိုရင်ခေါင်းဆောင်တွေမှာတော့မှအီချူကအိုင်ဂျူထက်အများကြီးအရေးကြီးရဲ့။ကိုယ့်ရဲ့ဒေါသကိုထိန်းချုပ်ပြီးဝန်ထမ်းတွေကိုဘယ်လိုတင်ပေးရမလဲဆိုတဲ့ခေါင်းဆောင်နဲ့ကိုယ့်ရဲ့ဒေါသကိုမထိန်းချုပ်နိုင်မှလည်းဝန်ထမ်းတွေကိုအမြဲတမ်းစူပုံချိန်မောက်နေတဲ့ခေါင်းဆောင်ဆိုရင်အဲ့ဒီဝန်ထမ်းတွေကအီချူရှိတဲ့ခေါင်းဆောင်တွေကိုသူတို့ကပို့ပြီးမှအဲ့ဒီနေရာမှာလုပ်ငန်းခွင်မှာအလုပ်မြဲတယ်ဆိုတာတွေ့ရတယ် emotional intelligence အတွက်လေ့ကျင့်လို့ရတဲ့တစ်ခုက empathy ရှိတာပါကိုချင်းစာစိတ်ရှိတာကိုပြောတာဖြစ်ပါတယ်တခြားတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကိုကိုချင်းစာပေးနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်တခြားသူရဲ့စိတ်ခံစားချက်တွေကိုအရေးအကဲခတ်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်အကျိုးမြင့်ချင်ရင်သူများရဲ့စိတ်ခံစားချက်တွေကိုကိုချင်းစာကြည့်ပေးပါသူများရဲ့နေရာမှာဝင်ကြည့်ပေးပါအဲ့လိုပြောလိုက်လို့သူများစိတ်ထဲမှာတွေးနေတဲ့အတွေးအလုံးကိုဖတ်နိုင်သွားမယ်သူများစိတ်ထဲမှာတွေးနေတဲ့အတွေးအလုံးကိုသိရှိသွားမယ်လို့မဆိုလိုပါဘူးဒါပေမဲ့အနည်းဆုံးတော့သူကဝမ်းနေနေရလားသူစိတ်ထဲမှာဘယ်လိုမျိုးခံစားနေရလောက်လဲစိတ်ပြတ်နေရလားအားငယ်နေရလားအဲ့ဒါကိုကိုချင်းစာပေးကြည့်နိုင်ပါတယ်ဥပမာပြဿနာတစ်ခုဖြစ်လို့ကိုယ့်ဘက်ကလည်းနစ်နာသူပဲဒါမဲ့သူများဘက်ကကြည့်ရင်သူများဘက်ကလည်းနစ်နာသူပဲ emotional empathy ကကိုယ့်ဘက်ကနစ်နာသွားတာမှန်တယ်ဒါပေမဲ့ကိုယ့်ရဲ့ခံစားချက်ကိုခဏရက်ပြီးမှသူများရဲ့နေရာကိုဝင်ပြီးမှခံစားကြည့်ပေးရပါကိုယ့်ရဲ့ခံစားချက်ကိုမခံစားတော့နဲ့နင့်ခံစားချက်ကအရေးမပါဘူးလို့ပြောရမှာမဟုတ်ပါဘူးကိုယ့်ရဲ့ခံစားချက်ခဏလေးပဲရက်ပြီးမှသူများနေရာမှာဆိုရင်သူ့နေရာမှာဆိုရင်ဘယ်လိုခံစားရနိုင်လောက်လဲဆိုတာကိုချင်းစာကြည့်ပေးရပါသူ့စိတ်ကိုတော့ဖတ်နိုင်မှာမဟုတ်ဘူးသူ့စိတ်ထဲမှာဘာတွေတွေးနေလဲဆိုအတိအကျတော့သိနိုင်မှာမဟုတ်ဘူးဒါပေမဲ့သူ့စိတ်ထဲမှာဘယ်လိုခံစားနေရလောက်လဲသူစိတ်ပြတ်နေရလားဒါမှမဟုတ်အားငယ်နေရသူဝမ်းနေနေရလားဆိုတာကိုကအရေးအကဲခက်ပြီးမှသိနိုင်ပါတယ်ကိုဖက်ကပဲကြည်နေဒီပြဿနာကပြီးတော့မှမဟုတ်ဘူးကိုချင်းစာပေးခြင်းအပြင်သူ့နေရာမှာဒါဆိုရင်ငါဒီလိုခံစားနေရလို့တဲ့သူပြောချင်တဲ့စကားတွေကိုတိတ်ချအလေးနဲ့ထားပေးရင်အော် तू ကဒီလိုမျိုးထင်နေရပဲ तू ဒီလိုမျိုးခံစားနေရတယ်ငါကဒီလိုမျိုးခံစားနေအဲ့ဆိုငါတို့ကြားမှာငါတို့ရဲ့ကြားမှာအထင်လွဲနေတဲ့ပြဿနာကဒါပါလားဆိုကိုမြင့်မြတ်ကိုယ့်ရဲ့ခံစားချက်ကိုကုမန်းနဲ့ဆိုပြီးကိုယ့်ရဲ့အတ္တကိုရှေ့တန်းမတင်မဲ့နဲ့ကိုဖြစ်တဲ့ပြဿနာကိုတိကျဖြေရှင်းနိုင်တယ်။ဘာမဟုတ်တဲ့ပြဿနာလေးကိုအခင်မင်ပြက်ပြီးအချိန်ကုန်ခံပြီးထိုင်ရင်းစရာမလိုတော့အီကျုံမရှိတဲ့သူတို့ကမားတယ်လို့ဝန်ခံမှအရင်ကြောက်တယ်ပြဿနာတိတိလေးဆိုရင်လည်းသူတို့စိတ်အပင်ပန်းခံမှတနေ့ကုန်မှတ်ထားတယ်တခါတလေတွေ့လိုက်မှအော် तू ကအရင်ခွလွတ်နားလေတက်ပါလားအော် तू ကသဘောကောင်းလိုက်တာ तू ကလူတိုင်းကိုရှင်းစာပြီးမှခွင့်လွှတ်ပေးတတ်တာပဲအဲ့ဒါကသူတို့ကအီကျူရှိလို့ပါသူတို့တွေကလေ့လာချက်တွေအရဘဝမှာပုံမှုပျော်ရွှင်တဲ့ဘဝကိုခံစားရတယ်ဆိုရင်မှလေ့လာချက်တွေအရတွေးရှိရတယ်အဲ့လိုမျိုးအီကျူသမားတွေကသူများကိုချင်းစာပေးခြင်းအဖြစ်သူတို့ပြောတဲ့စကားကိုအလေးနဲ့နားထောင်ပေးခြင်းအဖြစ်သူတို့စကားပြောတဲ့အခါမှာတခြားသူကိုနားလေသဘောပေါက်အောင်လို့ရှင်းရှင်းလင်းလင်းပြောနိုင်တယ်ဥပမာကလေးတယောက်ကိုတုံတင်မယ်ဆိုရင်ဒီကလေးနေရာကိုဝင်ကြည့်ခြင်းအပြင်ငါဒါကလေးဆိုရင်ငါဒီစကလုံးလေးကိုနားမလည်သေးဘူးငါဒါကလေးဆိုရင်ဒီလောကကြီးရဲ့သဘောတဘာဝတွေကိုနားမလည်သေးဘူးအဲ့ဆိုရင်ငါဒီကလေးကိုတုံတင်တဲ့အခါငါပို့ပြီးရှင်းလင်းတဲ့စကလုံးတွေတုံးမယ်ငါသူပိုနားလည်အောင်ငါသူ့ကိုဥပမာလေးနဲ့ပြောပေးမယ်ကိုယ့်ရဲ့တငယ်ချင်းတွေထဲမှာလေအီကျူမရှိတဲ့သူပါလာဆိုတော့တော်လေးအခက်တွေ့ရပါတယ်။ဥပမာကိုတငယ်ချင်းတွေကအစီအစဉ်တစ်ခုဆွဲထားတယ်။ဒါပေမဲ့တငယ်ချင်းတယောက်ကသူ့အကြောင်းကြောင့်အစီအစဉ်ဖျက်လိုက်တယ်ကွာ။အဲ့လိုမျိုးဆိုရင်အီကျူမရှိတဲ့သူကသူအစီအစဉ်တွေဖျက်ထားလို့သူအလားပြန်ထားလို့သူအစီအစဉ်တွေဆွဲပြီးမှသူမတော်ဖြစ်လို့သူမှစိတ်အရန်တုန်နေပြီ။ဒေါသကိုမထိန်နိုင်တော့ဆက်ဆက်ထိမခံဖြစ်နေပြီ။သူများဖက်လည်းမတွေးပြီးနိုင်ဘူးသူများဖက်လည်းမခံစားပြီးနိုင်ကိုချင်းစာမပြီးနိုင်အဲ့လိုမျိုးတငယ်ချင်းနဲ့တွေးဆိုအခက်တွေ့ရတယ် emotional intelligence ရှိတဲ့သူကြောင့် okay သူအစီအစဉ်ဖြတ်လိုက်တယ်ဟုတ်ပြီသူအရေးကြီးကိစ္စပေါ်လာလို့လည်းဖြစ်နိုင်ဒါမှမဟုတ်အရေးပေါ်ကိစ္စပေါ်လာလို့လည်းဖြစ်နိုင်တယ်သူများဘက်ကိုဖြည့်သွင်းပေးလိုက်တယ်အဲ့လိုမျိုးဆိုရင်ကိုယ့်ဘက်မှာလည်းဘာမှစိတ်ရှုပ်စရာအကြောင်းမရှိတော့သူအရေးကြီးကိစ္စပေါ်လာလို့ပဲဖြစ်မှာပါငါဖြည့်သွင်းပေးလိုက်မယ်ငါနားလည်ပေးလိုက်မယ်အဲ့ဆိုရင်ကိုနောက်ကျန်တဲ့အချိန်တွေကိုစိတ်ရင်းရင်းနဲ့ဖြတ်တန်းစရာမလိုတော့ဘူးပြီးတော့အီကျူကောင်းတဲ့သူတွေသူတို့ကနားထောင်တဲ့ဆောင်ရည်ရှိပါတယ်သူများကိုအလေးလေးနက်နက်ထားပြီးမှနားထောင်ပေးတတ်ပါတယ်
တငယ်ချင်းတွေထဲမှာလည်းတချို့လူတွေကိုဖက်ကပဲပြောနေသူဖက်ကပြောအကြောင်းကိုနားထောင်ကိုပြောတဲ့အကြောင်းသူတို့နားမထောင်ပြီးအဲ့လိုမျိုးတငယ်ချင်းတွေနဲ့ဆိုရင်ကိုနောက်ခါစကားမပြောရှင်အောင်အဲ့လိုပဲတချို့အယောင်သမားတွေဆိုရင်တချို့ဈေးရောက်တဲ့သူတွေဆိုရင် customer ပြောတာကိုတိကျနားမထောင် customer ဘာလို့လဲမလို့အဲ့လည်းမသိဘူးသူတို့ရောင်းချင်တာပဲသူတို့ဈေးလျှော့ချင်တာပဲသူတို့ဆိုရောင်းနေအဲ့လိုမျိုးဆိုရင်ကိုလိုချင်တဲ့တာကတ်ကိုလိုချင်တဲ့ရလက်ကိုမြန်မြန်ရောက်နိုင်မှာမဟုတ်စကားဝိုင်းမှာသူပြောတဲ့အရာကိုတိကျနားထောင်ခြင်းအပြင်သူဘာကိုနားလဲဒါပေမဲ့သူကတော့ဟိုအပိုင်းကိုတိတ်နားမလဲလိုက်အောင်သူဘာကိုဘဝင်မကြောက်ဘူးဖြစ်နေလဲဆိုတော့ကိုတိနိုင်တယ်အကြောင်းမလို့ကိုပြန်ပြောတဲ့ချိန်သူချစ်ချင်းနားလဲတဘောပေါအောင်စကလုံးနှလုံးသုံးလုံးနဲ့ထိအောင်ပြောနိုင်တယ်အဲ့ဒါကတစ်ဖက်လူကိုတိချာနားထောင်ခြင်းအပြင် emotional intelligence သမားနဲ့အတားချက်တစ်ခုပြီးတော့လေ့လာချက်တွေအရ emotional intelligence သမားတွေကဘဝမှာ motivation ရှိတဲ့အခက်အခဲတွေကြားမှာပိုတခြားသူတွေထက်ပိုမိုပြီးမှမြင်မြန်ဆန်ဆန်ရှေ့ဆက်နိုင်တယ်ဆိုတာတွေ့ရတယ်။သူတို့လည်းစိတ်သက်မကြဘူးလို့ပြောမှာမဟုတ်သူတို့လည်းစိတ်သက်ကြဒါပေမဲ့သူတို့တခြားသူတွေထက်အဲ့လိုမျိုးစိတ်သက်အကြကြီးမကြနေဘူးတခြားသူတွေထက်မြင်မြန်ဆန်ဆန်ကြော်လွှားနိုင်တယ်။စိတ်ညစ်တယ်ဆိုတဲ့ခံစားချက်ဖြစ်တဲ့ချင်း motivation မရှိဘူးအဲ့ရထဲမှာပဲလဲနေခြင်းနဲ့အဲ့လိုမျိုးအချိန်ကြရင်ကိုယ့်ရဲ့ခံစားချက်ကို self awareness ပြန်လုပ်လိုက်ငါကဘာလို့စိတ်သက်ကြနေရလဲငါကဘာလို့စိတ်ညစ်နေရလဲအလုံးမှာသူများကငါ့ထက်ရာထူးတိုးသွားလို့လားငါရာထူးမရဘဲသူများကငါ့ထက်ရာထူးရသွားလို့လားသူများကကိုယ့်ထက်ကောင်းတာရသွားလို့ကိုယ်စိတ်မကောင်းဖြစ်တယ်ဒါကတဘာဝပဲအနည်းဆုံးတော့ကိုယ်စိတ်ကဘာဖြစ်နေရလဲကိုယ်စိတ်ကဘာကြောင့်ဝမ်းနေနေရလဲကိုယ်စိတ်ကဘာလို့စိတ်သက်ကြသွားလဲအနည်းဆုံးတော့ကိုဘာဖြစ်နေလဲဆိုတာသိရတယ်သိထားမှာကခံစားချက်တွေကတတ်တာခံစားချက်မဟုတ်တတ်တာ feeling မဟုတ်သူများကိုယ့်ထက်ရာထူးမြင့်လို့ကိုလူတဘာဝချမနာလို့စိတ်ဖြစ်သွားဆိုအဲ့ပုံမှန်ပဲခံစားချက်တွေကကိုဘာလူချင်နေလဲကိုဘာလူအပ်နေလဲကိုဘာဖြစ်နေလဲဆိုတာညွန်ပြနေရဥပမာကိုကစိတ်သက်ကြနေရစိတ်သက်ကြနေရဘာဖြစ်လို့စိတ်သက်ကြနေရလဲကို negative self talk ပြောမိလို့လားကိုစောက်တုံးမကြအောင်ငါအတုံးမကြအောင်ငါမလောက်ငါဝတယ်လို့ကိုပြောမိနေရလားအဲ့မျိုးဆိုရင်ကိုယ့်ရဲ့ခံစားချက်တွေခဏရိုက်မှကိုပြန်စဉ်းစားကြည့်လိုက်မယ်ဒီရဲ့အတွေးတွေကဘယ်မှာလာလဲဒီရဲ့စိတ်ခံစားချက်တွေကဘယ်မှာရှိနေရလဲလို့စဉ်းစားလိုက်ရင်အဲ့ဒီအတွေးတွေအဲ့ဒီခံစားချက်တွေကကိုတယောက်တည်းရဲ့ခေါင်းထဲမှာပဲရှိနေတာအဲ့ဒီအတွေးတွေကသူများရဲ့ခေါင်းထဲမှာမရှိဘူးပြောရရင်အဲ့ဒီအတွေးတွေကလက်တွေ့ဘဝမှာမရှိဘူးလက်တွေ့ကဘာမှာဒီအတွေးတွေကမရှိဘူးဆိုတော့လက်တွေ့ဘဝမှာတကယ်မရှိအရာဘာလို့အချိန်ကုန်ခံပြီးမှစဉ်းစားနေမှလဲဘာလို့အချိန်ကုန်ခံနေမှလိုက်စဉ်းစားနေမှလိုက်ခံစားနေမှလဲတခါတည်းကြိုက်ကိုအဲ့ရကထားလာခြင်းမှာကိုယ်စိတ်ကမကြည့်ဘူးကိုမနေ့ကအဲ့ရင်ကောင်းမဝခဲ့တာကြောင့်လဲကိုစိတ်မကြည်တာဖြစ်မယ်ကိုကော်ဖီမတောက်ရသေးတာကြောင့်လဲကိုတိတ်မလန်းဆန်းသေးတာဖြစ်မယ်အဲ့ဆိုရင်ကိုဘာဖြစ်လို့စိတ်မကြည်ရလဲဆိုတော့ကိုတိချာဆန်းစစ်ပြီးမှတိထားရမယ်ကိုစိတ်မကြည်လို့ကိုစိတ်ကဒီတိုင်းပဲဖြစ်နေလို့ကိုစိတ်မကြည်နေလို့ကိုတွေးသမျှလူတိုင်းကိုလိုက်អော်နေမယ်ကိုတွေးသမျှလူတိုင်းကိုမချေမငံဆက်ဆံနေလို့မရပါဘူးဒီနေ့စိတ်မကြည်ဘူးဆိုအော်ဟုတ်ပြီငါမနေ့ကအေးကောင်းမဝလို့ဖြစ်မယ်ငါကော်ဖီမတောက်တီးလို့ဖြစ်မယ်ငါတရှင်းမနာထောင်တရားလို့ဖြစ်မယ်ဆိုကိုစိတ်ကိုပြီးမှအရင်ဆုံးပြင်ဆင်လိုက်ပါကိုစိတ်ကမကြည်ရတဲ့ပဲကိုတွေးတဲ့ကလေးတွေကိုအော်ငေါက်လိုက်မယ်ကိုဖြစ်ချင်တဲ့အတိုင်းလူတွေကိုမချေမငံဆက်ဆံလို့ရမယ်အကြောင်းပြချက်မဟုတ်ပါဘူးဥပမာတချို့ဆိုရင်ဘိုက်ဆိုင်ဆိုရင်စိတ်တူတက်တယ်အဲ့ဆိုငါစိတ်တူလာပြီငါဘာလို့စိတ်တူလာလဲငါအလိုက်ကားနေထိုင်ဒေါ်လာထွက်လာအဲ့ဆိုငါဘိုက်ဆိုင်နေလို့လားငါဘိုက်ဆိုင်ကိုစိတ်တူတက်အဲ့ဆိုငါထမင်းစားလိုက်မယ်စိတ်တူစိတ်ချိုးစရာစိတ်နှောက်ယှက်ဖြစ်စရာတွေမရှိတော့ဘူးအဲ့ဒါကကိုယ့်ရဲ့ခံစားချက်ကို self awareness လုပ်ခြင်းကိုယ့်ရဲ့ခံစားချက်ကိုစစ်ဆေးမှရလာတဲ့နောက်ဆက်တွဲအကျိုးကျေးဇူးတွေဖြစ်ပါတယ်အေးကျူတွေကသူများကြောင့်နဲ့သူတို့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုစိတ်ညစ်မခံပါဘူးအပြည့်စီးမခံပါဘူးဥပမာလူတစ်ယောက်ကကိုမကောင်းတဲ့မှတ်ချက်တစ်ခုပေးလိုက်မယ်ဆိုရင်လူတဘာဝအရာစိတ်တူတာဝမ်းနေတာမှန်တယ်ဒါပေမဲ့အီကျူရှိတဲ့လူတယောက်ကဒီတယောက်ကိုချက်ချင်းတုတ်ပြန်မဲ့အစားသူဘယ်လိုတုတ်ပြန်မလဲဆိုတာတေချာစဉ်းစားတယ်သူရဲ့ခံစားချက်တွေကဘယ်လိုဖြစ်သွားလဲဆိုတာတေချာစစ်ဆေးတယ်သူတို့ကစိတ်မဆိုးတတ်လို့လည်းမဟုတ်သူတို့ကခံစားချက်မရှိလို့လည်းမဟုတ်ဘူးသူများတွေလို့ဒေါတာမထွက်တတ်လို့လည်းမဟုတ်ဒါပေမဲ့သူတို့ကအဲ့လိုမျိုးလှုပ်လိုက်ရင်အဲ့လိုမျိုးလှုပ်လိုက်ရင်သူတို့မလို့ခြင်းနဲ့ရလက်တခုရမှာဆိုလို့ပါအဲ့လိုမျိုးချက်ချင်းမတုတ်ပြန်တာကအဲ့လိုမျိုးဆက်ထိမခံမဖြစ်တာကmanipulator တွေနဲ့ကိုစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မဲ့သူတွေကိုအနိုင်ဖို့အခွင့်အရေးမပေးရနဲ့တူပါတယ်။ဘာလို့လဲဆိုတော့တချို့တွေကကိုယ့်ရဲ့အာဏာချက်ကိုတမတက်တက်ကိုယ့်ရဲ့ဆက်ထိမခံတဲ့ပုံစံကိုကြည့်ချင်လို့ကိုယ့်ရဲ့အာဏာချက်ကိုတမတက်တက်လာထိုးနှက်တဲ့သူရှိတယ်။ကိုဒေါသထွက်နေတာကိုရန်ပြန်ဖြစ်တာကိုပြန်ဆွာတာကိုမြင်ချင်လို့ကိုတမတက်တက်မကောင်းတဲ့မချက်ပေးတဲ့သူရှိတယ်။ဒါပေမဲ့ကိုချက်ချင်းမတုတ်ပြန်လိုက်တာကကိုအဲ့လိုမျိုးလုံးဝ reactive မဖြစ်လိုက်တာကကိုလာလုံးမ manipulator တွေကိုအနိုင်ယူလိုက်ခြင်းတစ်မျိုးပါပဲ emotion တွေထဲမှာကောင်းတဲ့ emotion မကောင်းတဲ့ emotion တွေမရှိပါဘူး
ကိုဝမ်းနဲလာတယ်ဆိုရင်ကိုဝမ်းနေရတဲ့အကြောင်းရှိရယ်ကိုစိတ်တူလာရင်ကိုစိတ်တူရတဲ့အကြောင်းရှိရယ် emotion တွေခံစားချက်တွေကကိုဘာဖြစ်ချင်နေလဲကိုဘာတွေလိုအပ်နေလဲကိုဘာလုပ်ဖို့လိုအပ်နေလဲဆိုတာကို emotion တွေကနေတဆင့်သိနိုင်ပါတယ်ပြီးတော့ EQ သမားတွေကသူတို့ရဲ့ boundary ကိုကောင်းသိပါတယ်သူ့ကိုရန်လာစားတဲ့သူဆိုရင်သူတို့ကိုမထီမဲ့မြင်လာပြောတဲ့သူဆိုရင်သူကငါနဲ့ရေရှည်ဆက်ဆံမဲ့သူလားသူကငါနဲ့ရေရှည်အလုံးလုံးမဲ့သူလားဆိုတော့သူတို့တစ်ချက်စဉ်းစားရတယ်အကယ်၍သူကငါနဲ့ရေရှည်မဆက်ဆံဘူးရေရှည်လည်းတိတ်ဖြစ်မှာမဟုတ်ဘူးဆိုရင်သူတို့အဲ့မှာ energy ကိုခံမနေဘူးလာပြောတဲ့မကောင်းတဲ့ feedback တွေကိုထိုင်ပြီးမှအဲ့အကိုတိုက်ခတ်ပြီးမှအချိန်ကုန်ခံမှပြောမနေဘူးသူတို့ရဲ့ energy တွေဒါပေမဲ့သူတို့ကိုလာပြီးမှမှတ်ချက်ပြီးတဲ့သူတို့ကိုဝေဖန်တဲ့သူကသူတို့ရဲ့မိသားစုတဲ့ဖြစ်နေမယ်သူတို့ရဲ့တငယ်ချင်းတွေကဖြစ်နေမယ်ဆိုရင်သူတို့ဘယ်လိုတုတ်ပြန်မလဲဆိုတာတခြားစဉ်းစားပါတယ်ဥပမာကိုယ့်ရဲ့မိသားစုတဲ့လူတွေကကိုရွေးချယ်တဲ့အရာကိုမထောက်ခံဘူးကိုရွေးချယ်တဲ့အရာတွေကိုမကောင်းမှုလို့ဝေဖန်နေဆိုရင်အမေတို့အဖေတို့အတော်တို့အရွယ်တွေကလူငယ်တွေရဲ့အကြောင်းကိုမသိပါဘူးလူငယ်တွေကိုတင်းကျပ်ဖို့ပဲသိတယ်လူငယ်တွေရဲ့ရွေးချယ်မှုကိုနားမလည်လူငယ်တွေရဲ့ဘဝကိုနားမလည်ဘူးဆိုရင်မှကိုယ့်ထက်အကြီးတွေကိုအပြစ်တင်မဲ့စာ emotional intelligence သမားတွေကသူတို့ဘက်ကနေဖြည့်သွင်းပေးပါတယ်သူများဘက်ကိုမစင်စားဘဲနဲ့ emotional empathy ကိုချင်းစာစိတ်မရှိဘဲနဲ့လူငယ်တွေအကြောင်းနားမလည်ပါဘူးလူငယ်တွေကိုတင်းကျပ်တယ်လူငယ်တွေကိုလွတ်လပ်ခွင့်မပေးဘူးလူငယ်တွေကိုရဲ့တဘာဝကိုနားလည်မှာမဟုတ်ပါဘူးဆိုရင်မှတစ်ဖက်ပိတ်ပြီးမှကိုတယောက်တည်းကြိတ်မိတ်ခံစားနေရမဟုတ်ပါဘူးအဲ့လိုမျိုးပြန်ပြောတာလည်းမဟုတ်ပါဘူးသူတို့နေရာကနေဝင်ပြီးမှကိုချင်းစာကြည့်ပေးပါသူတို့လည်းသူတို့ရဲ့အတွေ့အကြုံတွေနဲ့ကိုကာကွယ်ပေးချင်နေရသူတို့လည်းလောကကြီးထဲမှာပထမဆုံးလူဖြစ်လာတာပဲလို့ကိုချင်းစာပေးခြင်းအဖြစ်သူတို့ဘာလို့ဒီလိုပြောရတယ်ဘာကြောင့်ဒီလိုမျိုးအထင်လွဲစရာတွေဖြစ်လာလဲဆိုတော့ကိုနားလည်းသိရှိနိုင်ပါတယ်သူများနေရာကနေကိုချင်းစာပေးကြည့်မယ်ပြီးကိုဘလို့ကောင်းမွန်တုတ်ပြန်မယ်ဆိုတော့ကိုသိနိုင်မယ်တယောက်နဲ့တယောက်စိတ်တူပြီးမှစိတ်ခုပြီးမှအိပ်ယာဝင်တဲ့နေ့တွေရှိတော့မှမဟုတ်အီးကျုံမရှိတဲ့သူတွေကြတော့ပြဿနာကိုလည်းပြဿနာဖြစ်တဲ့နေရာမှာမဖြေရှင်းတတ်ဘူးပြီးတော့ညအိတ်တဲ့ထိတောင်စိတ်ထဲမှာမှတ်ထားတယ်ညအိတ်တဲ့ထိ तू ကဘာလို့ငါ့ကိုအဲ့လိုမျိုးပြောရလဲ तू ကဘာလို့ငါ့ကိုအဲ့လိုမျိုးထင်ရလဲငါ့ကိုအဲ့လိုမျိုးပြောရလဲဆိုမှညအိတ်တဲ့ထိစိုးရင်ပူပန်နေတော့ပြီးတော့အရာရာတိုင်းကိုကထိန်းချုပ်လို့မရဘူးကိုကထိန်းချုပ်เสียမလို့ဘူးဆိုတာသိထားပါလူတိုင်းကကိုယ်စိတ်နဲ့မတူဘူးလူတိုင်းကကိုယ့်ကိုကောက်ကောက်ဆက်ဆံစေကြတယ်ကိုယ့်ကိုလေးလေးစားစားလာပြီးမှဆက်ဆံစေကြတယ်ဒါပေမဲ့လူတိုင်းကလည်းကိုယ်ထင်တယ်လို့ကိုယ့်ကိုလူတိုင်းကလာလေးစားမှာမဟုတ်လူတိုင်းကကိုယ့်ကိုချစ်စရာလည်းမလိုလူတိုင်းလာလေးစားဖို့လည်းမလိုအဲ့ဒါကိုကသိထားပါလူတိုင်းရဲ့အပြုအမူတွေကိုလူတိုင်းကိုယ့်ဘောကောင်းဖို့ကိုထိန်းချုပ်လို့မရဘူးဆိုတာသိထားပါအကြောင်းမလို့အီကျူသမားတွေကသူတို့လာပြီးမလေးမစားဆက်ဆံမဲ့သူမထင်မဲ့မီပြုတ်ရဲ့သူတို့စိတ်တဲ့အလောက်မထားပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ကလူတိုင်းရဲ့စိတ်ကိုထိန်းချုပ်မနိုင်ဘူးဆိုတော့သူတို့သိထားပါတယ်သူတို့လက်ခံထားပါတယ်တခါတလေသူတို့ကမထင်မဲ့မီလှုပ်ချင်တာလည်းဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့ငါတို့ကလည်းအဲ့ဒီစိတ်ဖိစီးနေလို့ငါတို့ကောက်ချင်တဲ့အထိပ္ပယ်ကိုတလွဲကောက်လိုက်တာလည်းဖြစ်နိုင်တယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲအပန်းအနေနဲ့အပန်းလေးအီကျူမှာလုံးဝကြီး intelligent ကြီးဖြစ်နေရတော့မဟုတ်ဘူးဒါပေမဲ့အရင်တုန်းကကိုမရင်ကြက်ခဲ့တဲ့ပုံစံနဲ့အရင်တုန်းကကိုဆက်ထိမကန်ဖြစ်ခဲ့တဲ့ပုံစံနဲ့ဆိုအခုက emotional intelligence ကတော်တော်အရေးကြီးတဲ့အရာဆိုတော့သိလာရပြီအကယ်၍ကိုမှတူမလေးတွေရှိရဲတူလေးတွေရှိရဲတာသမီလေးရှိရဲဆိုရင် emotional intelligence ကကိုပေးနိုင်သမျှအထဲမှာတန်ဖိုးကြီးတဲ့အရာလို့မြင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အချိန်မှာကိုကချက်ချင်းတော့ emotional intelligence ဖြစ်တဲ့သူတယောက်ဖြစ်တော့ချက်ချင်းပြောင်းလဲတော့မှာမဟုတ်ဘူးနေ့တိုင်းကိုစိတ်ခံစားချက်ဖြစ်လာတဲ့အချိန်မှာလေ့ကျင့်လို့ရတဲ့အရာဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်